အားလုံးပဲမင်္ဂလာပါဗျာနော်ကိုပြေကိုလေးမှအားလုံးပဲဗီဒီယိုဖိုင်လေးနဲ့ပြန်လည်ပြီးတော့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်ဗျာနော်ဗီဒီယိုဖိုင်လေးတင်ပေးတာတော့အကိုလေးမရဲ့အားလုံးပဲအကောက်လေးရပြတ်သွားလို့ပေါ့နော်အကောက်လေးရဘန်းသွားလို့ကျွန်တော်ကိုလေးမရဲ့အားလုံးပဲကျွန်တော်တင်ပေးလိုက်ခြင်းနဲ့ဖြစ်ပါတယ်ဗျာနော်နောက်မှဆိုရင်တော့ကျွန်တော်မှတင်ပေးဖို့ထုံးစံတော့မရှိဘူးအခုဆိုရင်10နာရီ29နာရီကိုလေးမရဲ့အားလုံးပဲ29မိနစ်10နာရီပဲခွဲနေပြီဗျာဒီချိန်ထပ်ပြီးတော့တင်ပေးရဆိုပြီးကိုလေးမရဲ့အားလုံးပဲစဉ်းစားတာကြည့်လိုက်တော့ဗျာနော်ကဲကိုပြီးရဲ့အခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင်ကိုရီမိုင်းအားလုံးပဲကြော်မသွားနဲ့အစအနေအလဲအဆုံးပြီးဆုံးနိုင်အောင်တော့ကြည်သွားပေးလိုက်နော်ဗီဒီယိုဖိုင်လေးကိုတွေ့နေမြင်နေတယ်ဆိုကိုပြီးမိတ်ဆွေတွေအားလုံးပဲကြော်မသွားပဲပြီးဆုံးနိုင်အောင်ကြည်လိုက်ကြည်ပြီးတဲ့ကိုရီမိုင်းအားလုံးပဲအကျိုးရှိရမယ်အကျိုးမရုပ်စေရဘူးပြနော်အကျိုးရှိသွားရမယ်အကျိုးမရုပ်စေရဘူးဝင်လာပြီဆိုတာနဲ့မျိုးတွေအားလုံးပဲမှန်လေးတွေတောက်လိုက်နော်မှန်လေးတွေမတောက်ကသေးဘူးဆိုတော့မိတ်ဆွေလေးတွေများပိုင်မှန်လေးတွေတောက်ပေးပါအောင်ပြနော်ကြည့်နေလို့ကိုရီမိုင်းအားလုံးပဲအကျိုးမရုပ်ပါဘူးဗျာနော်ကြည့်တဲ့မိတ်ဆွေလေးတွေတူတယောက်မှအကျိုးမရုပ်စေရဘူးဗျာနော်အခုရဲ့ဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့ရဆိုရင်ကြော်မသွားပဲအစအနေအလဲအဆုံးပြီးဆုံးနိုင်အောင်ကြည့်ပေးသွားပါတက်နိုင်သမျှမျှဝေလို့ရမယ့်နေရာလေးတွေမှာလည်းတယောက်တစ်ချက်စီလေးတွေမျှဝေပေးပါအောင်ဗျာပေါ့နော်ကိုပြည့်ရဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ပေါ့နော်ဒီမနက်ဖြန်ဂျာတပလီနေ့မနက်12နာရီ10မိနစ်မှာပတ်မဲ့ပတ်တီးလေးတွေကိုလာရောက်လိုက်လွှင့်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော်ပတ်တီးလေးမပတ်ချင်မှာကန်ဆက်ချင်တယ်ဆိုတဲ့မိတ်ဆွေလေးတွေအားလုံးပဲကိုပြင်းနဲ့အတူတူကန်ဆက်ကြီးလေးလွှဲလို့ရပါတယ်ဗျာနော်ဂျာတပလီရဲ့တောက်ကြရဲ့ကန်ဆက်ကြီးလေးကိုလိုက်ရှိုးလေးရဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးရဲ့အောက်ရဲ့ comment ထဲမှာကျွန်တော်မှန်ပေးထားပါမယ်ဗျာနော်ဖုန်းနံပါတ်လေးရဲ့အကောင့်တက်လေးတစ်ခေါက်ကဲအကောင့်အသစ်လေးပေါ့ဗျာနော် subscriber တယောက်မှမရှိသေးတဲ့အကောင့်တက်လေးတစ်ခေါက်ကဲကိုကျွန်တော်ကိုပြပင်လေးထောက်ပေးထားပါမယ်ဗျာနော်အကောင့်တက်လေးကိုလည်းအထားပေးကြဖို့မြတ်တာရက်ခံပါတယ်နော် channel လေးကိုကိုရီမိုင်းအားလုံးပဲ subscribe မနှိပ်ကြသေးဘူးဆိုတော့မိတ်ဆွေလေးတွေ channel လေးကို subscribe နှိပ်ပေးပါဦးနော်မနေ့ဖြန်မှာပတ်မယ်ပတ်တီးကတော့83ပတ်တီး83ပတ်တီးပါဗျာနော်ပရိတ်ကတော့8ပရိတ်ပါအဖူးဆိုရင်တော့99ရဲ့2ကအကြိုက်ဆုံးပါဗျာနော်ကျွန်တော်တို့8နဲ့ပတ်သက်ပြီး80ရဲ့86ရဲ့86ရဲ့82ရဲ့84ရဲ့ပါဗျာနော်3နဲ့ပတ်သက်လာရင်60 40 20 3ပဲဖြစ်ပါတယ်ဗျာနော်အကြိုက်ဆုံးကဏ္ဍ2ကွာအနေနဲ့ကိုရီမိုင်းအားလုံးပဲ62ရဲ့63ရဲ့ပဲဖြစ်ပါတယ်ဗျာနော်ဂျာတာပရိတောက်ကြကိုကန်ဆက်ခြင်းနဲ့မိတ်ဆွေလေးတွေဂျာတာပရိရဲ့တောက်ကြရေးပဲကန်ဆက်မယ်ကန်ဆက်ကြီးလေးပဲကိုရီမိုင်းအားလုံးပဲကန်ဆက်လို့ရပါတယ်အားလုံးပဲတက်တာပါ